သတင်းကျိုးဆိုတာမိသားစုဝင်တွေပြန်လည်စုံစည်းကြတဲ့အချိန်အခါသမယပါပျော်ရွှင်စရာအခိုက်အတန့်တွေဖန်တီးရင်ချစ်ရသူတွေရဲ့အနားမှာရှိနေခြင်းကအကောင်းမွန်ဆုံးလက်ဆောင်တစ်ခုပါပဲဒီမနဲ့ဒီလိုဘရောရတဲ့သူကကြောင့်စိတ်ချမ်းသာတဲ့ကိုယ်ကျမ်းမာတဲ့ပြည်စုံပါသည်စစအရာရာစင်ပြေတိုးတက်ပါတယ်လုပ်ငန်းကိုင်ငန်းတွေပေါင်းနေပါသည်ညီလေးတဲ့ပညာတတ်ကြီးဖြစ်ပါသည်ဘုံရှိပါလေသက်ရှိပါနာမည်ကူတဲ့ချောင်းပါပြီးရင်ကြပါဘာလို့ဒါလိုဒါရန်ဖြောက်ကျန်နိုင်အောင်ဆံမမြောက်ကြဒါပေမဲ့ကိုကချစ်ရသူတွေရဲ့အနားမှာမရှိနိုင်တဲ့အခါချစ်ချင်းမြတ်တာကိုစားပြုတဲ့ Promise ကသင်ရဲ့ view site မှုတွေကိုချစ်ရသူတွေရဲ့အနည်းဆုံးမှာရှိနေအောင်ကူညီပေးသွားမှာပါဟေးသမီးပို့လိုက်တဲ့ promise တွေရောက်လာဒီဘက်လည်းကျေးဇူးပါနော်အမီးပို့လိုက်တဲ့ promise မေ့စီရောက်ပါလို့သမီးရဲ့ဒီရတယ်အဲ့ဒါဒီပြောနေနေတာသမီးရဲ့ခုတော့စင်ပြေသွားပြီနော်ဟုတ်မေသမီးအမေကိုဒီနေရာနေပဲငါတော့ပြုပြရစေပြေဆုံးမြတ်တာတဘာဝအာဟာရ Promise